မဲမင်္ဂလာပါရှင်ဒီနေ့ကတော့စပေါ့လုံးအင်ကြီးလက်ရှိနဲ့ကော်လံဖက်လေးဒီလိုကော်လံဖက်ဒီဇိုင်းလေးနဲ့ရှေ့ခွဲကျဲတီးတန်းလေးဒီမျိုးကိုရောင်းပေးသွားမှာပါရှင်သူကတော့အသားလေးကောင်းပြီးတော့စိုက်ကလည်းပွင့်ပါတယ်ချိုရိုးချိုသား quality ကလည်းအရန်ကောင်းတဲ့ဒီဇိုင်းလေးပါရှင်သူကတော့ဒီလိုကော်လံဥမလေးဒီလိုအတွန့်လေးထည့်ပြီးတော့အရှေ့ကကျဲတီးတန်းလေးနဲ့လုပ်ပေးထားတဲ့ဒီဇိုင်းလေးနဲ့အယောင်လိုင်းကလည်း9ရောင်မှ9ရောင်6ရောင်မှအဆိုးဆုံးအလှဆုံးအယောင်လေးတွေနဲ့လုပ်ပေးထားတာပါရှင်ဟယ်လိုဒါလေးကတော့အဖြူရောင်ဆွတ်ဆွတ်လေးပါရှင်သူကတော့ခုနပြထားတဲ့အတိုင်းဒီလိုကော်လံလေးဟိုမှာဒီလိုအတွန့်လေးဖော်ထားတဲ့ဒီဇိုင်းနဲ့ကျဲတီးတန်းလေးနဲ့အဖြူရောင်ဆွတ်ဆွတ်လေးပါရှင်ဟယ်လိုဒါလေးကတော့အနက်ရောင်လေးပါရှင်သူကတော့ကော်လံဖက်လေးနဲ့လက်စီးလေးနဲ့အရှိမပြောက်ထားတဲ့အတိုင်းပါရှင်အယောင်လိုင်းလေးကဆိုတယ်ဆိုတာကိုလည်းအသေးစိတ်ပြပေးတာပါရှင်ကဲဒီလိုအရန်လာတဲ့စပေါ့လုံးလက်ရှိကော်လံဖက်လေးနဲ့ဟာကိုလိုချင်တဲ့ဆိုရင်တော့ဒီလိုအယောင်ဆူဆူလေးတွေနဲ့အရေးမွန်ထည့်ဆိုင်မှာဝယ်ယူလို့ရပါတယ်ရှင်သူကတော့ site ကလည်းဖွင့်ပါတယ်ဟိုကချိုရိုးချိုသားကိုလည်းကြည့်ရလဲကောင်းပါတယ်အသားလည်းကောင်းတာလေးလည်းကင်ပေးထားပါတယ်ရှင်ဒီလိုအရန်လာတဲ့စပေါ့လုံးလက်ရှိကအခုလိုမျိုးရာသီဥတုနဲ့ဆိုရင်အရန်ကိုအဆင်ပြေပါတယ်ရှင်ဒီလိုစပတ်လုံးလက်ရှိရောင်စုံလလလေးတွေကိုလိုချင်တယ်ဆိုရင်တော့အမြန်ဆုံးအေးမွန်ထည့်ဆိုင်မှာလာပြီးတော့ဝယ်ယူလို့ရပါတယ်ရှင် TikTok ကနေလည်းမှာယူလို့ရပါတယ်ရှင် Viber ကနေလည်းမှာယူလို့ရပါတယ်ရှင် Page ကနေလည်းမှာယူလို့ရပါတယ်ရှင်ကြည့်ရှုပေးသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်